အားလုံးပဲမင်္ဂလာပါနော်မိုးလေး channel နဲ့ပြီးတော့ကိုမလေးတူတယောက်ချင်းစီကိုမိုးလေးမှာမင်္ဂလာနဲ့ပြည်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည်စုံပြီးလူသားတွေလုံးဝပြည်စုံရပါစေလို့မိုးလေးရဲ့ချဲမျိုးတွေချဲကိုမတွေအားလုံးကိုမိုးလေးမှာဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်အရင်ဘက်ဒီတော့လေလူပုံနဲ့မတင်တာဗီဒီယိုရိုက်ပြီးတော့မတင်တော့ဗျာဒီရိုးရိုက်ပြီးလူပုံနဲ့မတင်တာနေသိမကောင်းလို့ပေါ့ဗျာနေလေးပြန်ကောင်းလာတော့ကိုမကိုကျွန်တော်ရဲ့ပုံလေးမလားမပါတဲ့ဒီရုပ်လေးနဲ့ပြန်လာပြီးတင်ပြတာပါရင်ဘက်တော့ကိုကျွန်တော်ရဲ့သုံးအပြည့်လေးလည်းပါတော့ကျွန်တော်ရဲ့အခွေဖောက်သွားတယ်1.6ခွန်ခွေဆိုတဲ့အခွေလေးပေါ့ဗျာဖောက်သွားတယ်ခုဒီရမှာခုဒီပတ်မှာကျွန်တော်ကိုမတွေကိုပတ်သီးလည်းပေးမယ်အခွေလည်းပေးမယ်အားလုံးဒီပတ်မှာနှစ်ဆပြန်ယူရအောင်လုပ်ပေးမယ်နှစ်ဆနော်အားလုံးပဲရအောင်ရကြမှာဒီဘက်မှာကျွန်တော်ကိုယုံကြည်နဲ့ကျွန်တော်ယုံကြည်တယ်ဆိုရင်ကျွန်တော်ပေးတဲ့ခဏန်းတွေကိုထုတ်ပြီးဒီဘက် share ကိုရမှာ share ပဲကိုအားလုံး share ရစီရမယ်အားလုံး share ပဲနော်ပတ်သီးရဲ့အခွေလာပေးတာခုကကိုမတွေကိုရရစီချင်းပေါက်စီချင်းတို့ကျွန်တော်ရဲ့ခုဗီဒီယိုလေးကိုတွေ့ပြီးဆိုရင်လည်း like လက်မလေးတောက်ချစ်စီနှိပ်ခဲ့မယ် share လို့ရရင် share ပေးကြအောင်နော် subscribe လေးတောက်ချစ်စီနှိပ်ခဲ့ကြအောင်ကျွန်တော်ကိုမတွေကိုအခုချင်း channel ကျွန်တော် channel တစ်ခုရှိဗျာအဲ့ channel ကပြတ်သွားတာအဲ့ channel ပြတ်သွားတော့ခုကျွန်တော်ခု channel ဒီလေးနဲ့လားလွင်လာအဲ့ channel က live လွင်လို့ရပြီပေါ့ဗျာခု channel က live လွင်လို့မရသေးဘူးဓာတ်ရိုက်လွင်လို့မရသေးဘူးပေါ့ဟုတ်လို့ဆိုဓာတ်ရိုက်လွင်လို့ရရင်အကူမတွေကအောက်က comment လေးရေးတာကျွန်တော် comment လေးဖတ်လိုက်ရင်ဘယ်လောက်ပြောစရာကောင်းလိုက်လဲခုကြာ live လွင်လို့မရဘူးဘလို့စိတ်နဲ့မပြေသိဘူးဗီဒီယိုရိုက်တင်ရတာသိမကောင်းဘူးဗျာအခုအရာလေးကိုကူညီသွားကြပါဦးလို့ like လက်မလေးတယောက်ချီနေခဲ့ကြမယ် share လို့ရရင် share သွားပေးကြမယ်စာလေးတယောက်ချီနေခဲ့ကြအောင်နော်အားလုံးပဲကျွန်တော်ဒီဘက်မှာအကူမတွေအားလုံးကိုပြန်ရရင်ဘက်ကရှုံးရင်ဘက်ကမြောက်တော့မှဒီဘက်မှာအားလုံးနှစ်ဆပြန်ရတယ်ပေါ့ကျွန်တော်အာမခံနေအားလုံးပဲ share လိုက်ထားကြ share မှ share ပဲ share လိုက်ထားကြအရင်ဘက်က3ခုထွက်တယ်ဗျအဲ3ခုထွက်လို့ကျွန်တော်ခုဘက်မှာခွေထုတ်ထားတယ်ကျွန်တော်ရဲ့ပညာနဲ့အခွေထုတ်တာထွက်မှာအဲ့ခွေကိုထွက်မှာနော်အဲ့ခွေပြောမယ်ကျွန်တော်ကောက်လေးကို like လက်မလေးတောက်ချီနေခဲ့ကြအောင် share လို့ရရင် share သွားပေးကြပါအောင်အားလုံး sorry လေးတောက်ချီနေခဲ့ကြပါအောင်နော်အခွေက6149ခွေဘူးပါနော်6149ခွေအဘူးပါ share ထိုးလို့ရတယ် share လုပ်လို့ရ share ပဲကြိုက်သလောက်မိုက်သလောက်ထိုးလို့ရတယ်ထွက်တယ်6149ခွေအဘူးပါ6149ခွေဘူးပါ share ထိုးလို့ရပါတယ် share ကြိုက်သလောက်မိုက်သလောက်လုပ်လို့ရတယ်ဗျာဘုမတွေကြိုက်သလောက်ရုံကြီးနဲ့တော့ကတားပေးအရင်ဘက်ကမရခဲ့တဲ့ခုမှကျွန်တော်အားလုံးကိုပြန်ပြီးတော့ရစီခြင်းပေါက်စီခြင်းတော့လာတင်ပြတာလိုက်လက်မလေးတောက်ချီနေမယ်ရီလူတို့ရနဲ့ share လို့ရ share သွားပေးရမယ်ဆောက်ခွာလေးတောက်ချီနေပေးကြအောင်နော်အားလုံးပဲဖီနာကောင်းကောင်းပါတယ်ဗျတူကမြေတာတူကဖီနာပေါ့ဗျာကိုမရကျွန်တော်လိုက်လက်မလေးတောက်ချီနေ share လို့ရ share ပေးဆောက်ခွာတောက်ချီနေအားမျိုးကူညီကျွန်တော်လည်းကိုမတွေကိုအားလုံးကိုကျွန်တော်တက်တဲ့ပညာလေးနဲ့အကူမရအားလုံးကျွန်တော်အမြဲရအောင်စိတ်ချမ်းသာကိုချမ်းသာနေရအောင်ကျွန်တော်တောင်းယူတယ်ဒီဘက်မှာအားလုံးပဲစိတ်ချမ်းသာရမယ်စိတ်ချမ်းသာရမယ် share ရမှာနော်ဒီဘက်က share ပဲ share ရမှာကျွန်တော်တွက်ထားတာကျွန်တော်တွက်ထားရဲ့ခဏကအရင်ဘက်ကသာပြည့်ရည်မှာလို့မှားသွားဒီဘက်မှာမလုံးမမားသေးအောင် share ပြန်ထိုးပတ်သီးမဟုတ်သေးဘူးနော် sorry မှားလို့အခွေက6149ခွေအပူပါပတ်သီးကပြောမယ်နော်ပတ်သီးက4ပတ်သီးပတ်သီးက4ပတ်သီးထိုးတာပတ်သီးက4ပတ်သီးအခွေက6149ခွေအပူပါပတ်သီးက4ပတ်သီးပေါ့အားလုံးပဲကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုတွေ့ရင် like လက်မလေးတောက်ချီနေခဲ့ကြပါအောင် share လို့ရရင် share ပေးကြပါအောင် subscribe လေးတောက်ချီနေခဲ့ကြပါအောင်နော်အားလုံးကိုကျွန်တော်ကအခုစေညာနဲ့လာတင်ပြတာပါကျွန်တော်ရဲ့အကောင့်လေးခုကကျွန်တော်တောင်းဆိုတာပါနော်ကိုမအားလုံး like လက်မလေးတောက်ချီနေခဲ့ကြပါအောင် share လို့ရရင် share ပေးကြပါအောင်ဗျsubscribe လေးတော့တောက်ချီနေခဲ့ကြပါအောင်နော်ဒီဗီဒီယိုလေးတွေ့ရတဲ့အားလုံးပဲကျွန်တော်ကိုမတို့ဒီဘက်မှာရအောင်ပြန်ကြိုးစားရပါတယ်ကျွန်တော်ရဲ့ကြိုးစားမှုကိုဒီမှတ်ပြုတဲ့အနေနဲ့ကျွန်တော်ရဲ့ကြိုးစားမှုသိတဲ့ပြုတဲ့အနေနဲ့ပေါ့ဗျာလိုက်လက်မလေးတောက်ချီနေမယ် share လို့ရရင် share ပေးမယ်အားလုံးကို story ရောက်ချင်းနေမှာအားလုံးကိုကျွန်တော်စီနိုင်လာပေးတာခုက6149ခွေအပူပါ61ထပ်ပြောမယ်6149ခွေအပူပါဖြစ်ပါတယ်ထိုးပြအောင်ထိုးတာ
ဒီမှာမထိုးလိုက်ရမှနောင်ထားမရဘူးနောင်ထားရနောင်ထားရနောင်ထားမရမှာမဖြစ်စေချင်လို့ပါဗျာထိုးပြောင်ထိုးခိုင်းတာနောင်ထားရမယ်မထိုးရင်အားလုံးပဲကျွန်တော်ပြောတာမထိုးရင်အားလုံးပဲနောင်ထားရမယ်ကျွန်တော်ဒီဘက်မှာအားလုံးရအောင်မြတ်အောင်ကျွန်တော်အားလုံးရမှာဗျာဒီဘက်ကျွန်တော်အားလုံးရမှာထိုးတာရဲအမကန်ထိုးတာဒီဘက်ရအောင်ရတယ်ဟုတ်တယ်နော်ကိုမတွေအားလုံးပဲကိုမတွေချစ်မျိုးတွေလိုက်လက်မလေးတောက်စီနေမယ် share လို့ရရင် share ပေးမယ်စာပါလေးတောက်စီနေခဲ့ကြအောင်6149ခွေအပူပါအခွေကခွေကိုလာဒီခုကလာတင်မှာအခွေပတိလာနေမလားခွေက6149ခွေအပူပါဟုတ်တယ်နော်အပူကပတိက4ပတ်တိဒီကိုကြိုက်တဲ့အောင်အဲ့နှစ်ခုလိုက်ရမယ်ဆိုလို့နှစ်ခုတော့ထွက်တယ်ဟုတ်တယ်မှန်တယ်နှစ်ခုထွက်မယ်ကိုကြိုက်တဲ့အောင်ရွေးလိုက်ကျွန်တော်ညီလေးအကိုကတော့ခွေကိုကြိုက်တယ်ဆိုအခွေဝဲလိုက်ရတယ်အမကတော့ဟိုပတိကိုပဲကြိုက်တယ်ပတိကိုပဲလိုက်ရတယ်နှစ်ခုလုံးထွက်မှာတစ်ခုပြီးမှတစ်ခုတော့လိုက်နှစ်ခုလုံးထွက်မှာဟိုအခွေကိုပို့လိုက်မှာဆိုရင်အခွေကိုပို့လိုက်ရတယ်အခွေထွက်မှာပတိကိုထက်လိုက်ပတိသမားတွေကလည်းပတိကိုပို့လိုက်ပတိထွက်မှာအခွေကိုလိုက်အားလုံးထွက်မှာပါကျွန်တော်ပေးရခဏနေမမောင်းတော့အားလုံး cross ရမယ်ဒီဘက်အားလုံးပဲလိုက်လက်မလေးရောက်စီနေခဲ့ကြပါဦး share လို့ရရင် share ပေးကြပါဦးနော်ကိုမရအားလုံးမနေ့ဖြန်28ရက်28ရက် sorry I sorry 28ရက်6လ2025အတွက်ဖွင့်နေပါပဲအကုန်မတွေအားလုံးအောင်ပွဲခံမယ်လို့ကျွန်တော်ခံယူထားပါတယ်ဒါမှမဟုတ်ကျွန်တော်ကောင်လေးကိုလိုက်လက်မလေးတောက်ချီနေခဲ့ကြအောင် share လို့ရရင် share ပေးခဲ့ကြအောင်နော်ဆာဗာလေးတွေတောက်ချီနေခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုချစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာပြန်ပြောမယ်နော်6149ခွေဘူးပါပတိက4ပတ်တီအားလုံးထိုးပြအောင်ထိုးတာကြဒီဘက်ကကျွန်တော်တကယ်ပြောတာထွက်ကိုထွက်မှာ6149ခွေဘူးပါပတိက4ပတ်တီပါနော်အားလုံးပဲကျွန်တော်အားလုံးကိုစိတ်ထင်တာကြီးကိုကြီးကျမချင်းနေပြည့်စုံပါစေလို့မိုးလေး channel ကနေပြီးတော့ကိုမတွေအားလုံးတူတူအောင်မကြမိုးလေးကိုချစ်တဲ့သူပဲဖြစ်ဖြစ်မိုးလေးကိုမောတဲ့သူပဲဖြစ်ဖြစ်အားလုံးမိုးလေးကဒီကနေပြီးတော့ဒီဗီဒီယိုလေးကနေချစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်အားလုံးကိုချစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာ